BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။သတင်းတွေစောင့်မတွေကိုလည်း www.bbcburmese.com အင်တာနက်စာမျက်နှာမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာပါရှင်။ကစုံလပြည့်ဗုဒ္ဓနေ့မေလ24ရက်တောက်ကြညချမ်း BBC မြန်မာဘာသာအစီအစဉ်တွေစတင်နေပါပြီ။သောတာရှင်များရှင်။သမ္မတဦးသိန်းစိန်ဟာအပြောင်းအလဲပြုလုပ်ရာမှာစံပြုတိုက်သူ Icon of Reform လို့ခေါ်နိုင်လောက်အောင်မြမအပြောင်းအလဲတွေကခိုင်မာနေပါပြီလား။ဒီကနေ့မြမအရေးကမ္ဘာအရေးအစီအစဉ်မှာဦးမောင်မောင်တန်းကဆွေးနွေးတင်ဆက်ပေးထားပါတယ်ရှင်။တရရှိမြခင်ဗျာသမ္မတဦးသိန်းစိန်ရဲ့အမေရိကန်ခီးစဉ်တွင်မြန်မာနိုင်ငံရဲ့စီးပွားရေးနိုင်ငံရေးအပြောင်းအလဲတွေအတွက်သမ္မတအိုဘားမားကထုတ်ပေါ်ချီးကျူးခဲ့ပါတယ်။ CNN သတင်းဌာနကလည်းပဲ Icon of Reform အပြောင်းအလဲရဲ့အရေးကြီးပုဂ္ဂိုလ်ဖြစ်တင်စားခဲ့ပါတယ်။အဲ့တော့တကယ်ပဲဦးသိန်းစိန်ဟာဒီလိုဂုဏ်ပြုခေါ်ဆိုလောက်အောင်မြန်မာနိုင်ငံရဲ့အပြောင်းအလဲတွေဟာပြည်သူကြားရောက်နေပြီလားပြောကြဆိုကြပါပါကျွန်တော်နဲ့အတူကြက်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမလိုက်မြို့နယ်ပြည်သူ့လွှတ်တော်အမတ်ဦးဝေမောင် KNO ကချင်အမျိုးသားအစည်းအရုံးဘိုးအလုပ်မှုဆောင်ဦးခွန်စာတို့ပါမှာဖြစ်ပါတယ်။ဝေမောက်ကြီးအများလက်ခံနိုင်အောင်အပြောင်းအလဲတွေတကယ်ပဲခိုင်မာနေပြီလားခင်ဗျာကျွန်တော်တို့မှာဘယ်လိုပဲပြောတခြားနိုင်ငံတွေနဲ့မတူပဲရန်ကုန်နောက်ကျပြီးတော့ရန်ကုန်ပွင့်လင်းမြင်သာမှုကျွန်တော်တို့ဒါအခက်အခဲအမျိုးမျိုးကြောင့်မရှိခဲ့ဘူးပေါ့အဲ့ဒါနဲ့နှိုင်းယှဉ်လို့ရှိရင်ဒီနေ့ချိန်ခါမှာတော့ကိုလုံးကအစအရာမထင်မှတ်လောက်အောင်ကျွန်တော်တို့ပြောင်းလဲခဲ့ပါတယ်ဥပမာနိုင်ငံရေးကိစ္စမှာဒီနေ့လွှတ်တော်ကြီးပေါ်ပေါက်လာတဲ့တခြားနိုင်ငံရေးပါတီတွေကိုလည်းပဲလွှတ်တော်မှာအတူတွဲပြီးတော့ပါဝင်နိုင်အောင်ဒါနိုင်ငံတော်သမ္မတကြီးအနေနဲ့ထူးခြားရဆောင်ရွက်ခဲ့တယ်လို့ကျွန်တော်တို့ဖြစ်နေတဲ့ဒီတိုင်းနာအရေးတွေမှာလည်းပဲနည်းနည်းရအောင်ဆိုပြီးတော့တက်နိုင်တော့အသွင်ခွင့်ဆိုင်ကြိုးစားပြီးတော့ဆောင်ရွက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်တို့ဒီနေ့ဥမာကိခရရတဲ့နေအောင် KIO ခေါ်တဲ့ကချင်နယ်လည်းပဲဆွေးနွေးနေပါတယ်။ဒါအရင်တော့ဘယ်လို့မှမလုပ်ခဲ့နိုင်တာတွေကိုသမ္မတကြီးကလုပ်ခဲ့တာပါ။အထူးသဖြင့်ဒီကချင်နယ်ကိစ္စမှာဆိုရင်ရှေ့လက်ရှိနဲ့တိခံပြီးတော့ဆောင်ရွက်တာဟာဒါတိုင်းနာတွေအတွက်ကိုတကယ်ကျွန်တော်တို့အမြင်ကတော့ပြောစမှပြုလို့အောင်သမ္မတကြီးအနေနဲ့တိခံစိတ်ရှိဆောင်ရွက်တယ်ဆိုတဲ့ပေါ်လွင်ပါတယ်တကယ်တမ်းခုနဝေးမောက်ပြောသလိုကချင်နဲ့လည်းပဲစိတ်ရှိတိခံပြီးတော့တကယ်ငြိမ်းချမ်းစစ်မှန်ရအောင်လုပ်နေတယ်တဲ့အဲ့တော့တကယ်ပဲပမာပြည်မှာအပြောင်းလဲတွေဟာတိတ်သာထင်ရှားပြီးတော့ပြည်내တိုင်းသီးသီးမှာအကျိုးခံစားနေရပြီလားဦးခွန်စာနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကိုဒီ Icon of Reform ပေါ့နော်ပြောင်းလဲမှုတွေကိုလုပ်တဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့အတိမပြုတ်တိမပြုတ်ခြင်းဆိုတဲ့အပိုင်းကိုကြည့်ရတဲ့အခါမှာကျွန်တော်တို့အမြင်နဲ့ကတော့တကယ်တမ်းတော့အပေါ်ယံကျော်လုံနေရဲဆိုတဲ့သဘောပဲကျွန်တော်မြင်တယ်ခင်ဗျ။တမန်ကြောင်းရပြည်တော်စုကြီးတည်ဆောက်တဲ့အခါမှာပါဝင်မှုတွေပေးခဲ့တဲ့ဂတိကဝတ်တွေအတိုင်းဆောင်ရွက်ဖို့အတွက်လုပ်နေကြနေတာဖြစ်တယ်။ဒီနိုင်ငံရေးရဖြည့်ရှင်းမှုမရှိဘဲနဲ့ဒီနိုင်ငံရေးကိုစီရေးအမြင်တစ်ခုတည်းနဲ့စီရေးစိုးမိုးမှုရဖို့ဒါလုပ်နေကြနေရဲဆိုတဲ့အနေအထားမျိုးဖြစ်နေတယ်။အဲကြတော့ကျွန်တော်သမ္မတကြီးဦးသိန်းစိန်ရဲ့ထာဝရငြိမ်းချမ်းရေးရဖို့ဆိုတဲ့လုပ်ငန်းစဉ်ကိုပြန်ကြည့်ရတဲ့အခါမှာသမ္မတကြီးကနေပြီးတော့ကနေဘလောက်ကြီးပဲငြိမ်းချမ်းရေးကိုယ်တည်းအဖွဲ့တွေကိုပဲစေလွတ်ဖြစ်ပွားနေတဲ့နိုင်ငံရေးပြဿနာပြည်လည်တော့မှမဟုတ်ဘူးဒီ16နှစ်တာကျွန်တော်တို့ကျန် ceasefire လုပ်ခဲ့တယ်အဲ ceasefire ကိုလည်းဆိုတော့ဒီသမ္မတကြီးဦးသိန်းစိန်ရဲ့လက်ထက်မှာပဲတပ်မတော်လေးထူဖောက်ခဲ့ပြီးတော့တိုက်ပွဲတွေဖြစ်ပေါ်လာတဲ့အခါမှာသမ္မတကြီးကတော့ဆိုတော့စစ်တပ်တွေကိုရပ်ပါလို့တာမန်လူတွေကတော့အဲ့လိုပဲမြင်ကြတယ်။ဒါပေမဲ့သမ္မတကြီးရဲ့မိကုံးပြကြည့်နေဆိုလို့ရှိရင်သူကဒီတပ်မတော်လှုပ်ချင်တိုင်းလှုပ်လို့ရအောင်သူကချင်းချက်စကားဖွင့်ပေးထားတယ်။အဲ့ဒါဘာလဲဆိုမိမိကိုယ်မိမိခုခံကာကွယ်ရုံမှအပထိုးစစ်တွေမလုပ်ရဘူးဆိုတော့အဲ့လိုပြောခဲ့တယ်။ဒါပေမဲ့ကချင်ပြည်နယ်မှာကြည့်ရတဲ့အခါမှာလက်နက်ကင်တပ်ဖွဲ့အချင်းချင်းတိုက်ကြတယ်ခိုက်ကြတယ်ဖြစ်ကြတယ်ခတ်ကြတယ်ဆိုတာဒါစစ်ပွဲရဲ့သဘောတရားဖြစ်တယ်။ဒါပေမဲ့လို့စစ်ပွဲနဲ့ဘာမှမဆိုင်တဲ့အပြစ်မဲ့အကြသူအကြသားတွေရဲ့နေအိမ်တွေကိုမိရှိတွေဖြက်စီးတယ်နောက်ပြီးမှအမျိုးသမီးတွေဆိုလို့ချင်းမထိန်ကျင့်တယ်နောက်အာဓမလောဝါပိစိတ်ခိုင်းတယ်အတင်းအာဓမနေရခုနေထိုင်ရရက်တီတန်းမှာမနေရဲအောင်မထိုင်ရဲအောင်အဲ့လိုလုပ်တဲ့ကိုင်တဲ့အတွက်ကြောင့်မို့ခဏ IDP ဆိုပြီးမှတသိန်းကျော်လောက်ရှိနေတယ်အဲ့တသိန်းကျော်လောက်ရှိနေတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာဒီမှာကုညီထောက်ပံ့တဲ့အခါမှာလဲတကယ်ဒုက္ခရောက်နေတဲ့လူတွေစီကိုမရောက်အောင်နှောင့်နှေးကြံ့ကြအောင်နီလန်းပေါင်းစုံနဲ့တပ်မတော်ကနေပေါ့သက်ဆိုင်ရာသမ္မတကြီးဦးသိန်းစိန်ရဲ့လက်အောက်မှာရှိတဲ့ဌာနဆိုင်ရာတွေကနေပြီးမှ
ပိတ်ဆို့တားဆီးမှုတွေနှောင့်နှေးတက်အောင်လုပ်မှုတွေကကျွန်တော်ရှိနေတယ်အဓိကတော့ဒါအပေါ်ရမယ်စစ်တပ်ကိုတော့လွတ်ပိုင်ခွင့်အများကြီးပေးထားတယ်လို့ပြောတယ်လေဦးအေးမောက်တို့ဟောပြပခီးတွေမှာထွက်ပြီးတော့လည်းပဲဒါလိလာနေဟုတ်လားအဲ့လိုဖြစ်နေတာကျွန်တော်တို့ဒီနေ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာပါတယ်နောက်ဆက်တွဲပေါ့လေကျွန်တော်ခါတရားမှာပါတယ်တိုင်းရင်းသားတွေကိုလွတ်ပိုင်ခွင့်ပေးဖို့အဓိကတော့ကျွန်တော်တို့တိုင်းရင်းသားတွေနဲ့ကျွန်တော်တို့ဒီမနဲ့ပေါ့လေတန်းတူညီချစ်ဖို့ပါပဲဟိုတော့ပြောလို့ပေါ့ရှမ်းတကြပမာတကြကချင်တကြပမာတကြဒါမျိုးဖြစ်အောင်ကျွန်တော်တို့ဝါနိုင်မှုအတွက်ကိုကျွန်တော်တို့ကဒါနိုင်ငံရေးအရာဝဲဝိုင်းပေါ်မှာဆွေးနွေးပြီးတော့ဆောင်ရွက်သွားမယ်ဆိုရင်ဒါတစ်ဖက်ကလည်းတကယ်ကိုလိုချင်တယ်တကယ်ကိုနှစ်ကာလိုချင်တယ်ဆိုရင်ဒီဘက်ကလည်းပဲနှစ်ကာနဲ့တကယ်ကိုပေါ်ရန်ခုလုပ်နေတာတော့ပေါ်ရန်မဟုတ်ပါဘူးပေါ်ရန်မဟုတ်ဘဲနဲ့နှစ်ကာဆဲရဲဝင်ဆောင်ရွက်နေတဲ့အတွက်ဒါတွေဟာကျွန်တော်တို့ဒီမကြမတင်တော့ကာလမှာကျွန်တော်တို့အမြင်နဲ့ကတော့ဒီငញ្ញမ်းရေးပွဲပေါ်ကိုရောက်လာပြီးတော့ကျွန်တော်တို့ငញ្ញမ်းရေးချက်နဲ့တစ်ဖက်ပထမဆုံးပြခရရမယ်နောက်တစ်ခါနိုင်ငံရေးရစကားပြောမယ်တိုင်းရင်းသားတွေလိုချင်တဲ့ခွင့်ရေးတွေကိုပြည့်သွားနိုင်တယ်လို့ဒီနိုင်ငံတော်အစိုးရအနေနဲ့လည်းပဲဒါဥဒေထားပြီးတော့ဆောင်ရွက်နေပါတယ်ဒီအစိုးရလက်ထက်မှာတော့အရင်နဲ့မတူပဲဒါ icon တဲ့အနေနဲ့ဒါလုပ်နေတယ်ဆိုတာဒါမြင်တွေ့ရမှာဖြစ်ပါတယ်ခုဆိုရင်လည်းပဲတိုင်းသားရေးရာတွေမှာ Federal အုပ်ချုပ်ရေးတို့အခြေခံဥပဒေပြင်ရေးတို့လည်းကြားနေရပြီလေဒါတွေကတော့50သမိုင်းမှာကောင်းတဲ့ဥတီချက်တွေငြိမ်းချမ်းရေးအတွက်အဖြေတွေလို့မယူဆသေးဘူးလားဥက္ကဋ္ဌစာတို့ဘက်ကဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုတင်ဖို့ဆိုတဲ့ကိစ္စကိုဘုပြောလာတယ်ဆိုတော့ဒါကတော့ကောင်းတဲ့အချက်တစ်ခုပေါ့လေဒါပေမဲ့အဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုဘယ်လိုပြင်မာလဲဆိုတာကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့နောက်တိုင်းရင်းသားတွေနဲ့ခဏဒီလက်ရှိအစိုးရနဲ့ညှိနှိုင်းဆွေးနွေးမယ်အပိုင်းဖြစ်တယ်။များသောအားဖြင့်လှုပ်လေလှုပ်ထရှိတဲ့အခါညှိနှိုင်းဆွေးနွေးပွဲမှာကိုယ်ကပါသီးရဖို့အတွက်စီရေးရလွှမ်းမိုးထားဖို့တစ်ဖက်လူမလုံနိုင်မကန်တဲ့အောင်ကိုပြောသမျှဆိုကြအောင်လိုက်နာလာအောင်အကယ်၍ကိုပြောသမျှဆိုကြအောင်မလိုက်နာဘူးဆိုလို့ရှိရင်အမြင့်ပြတ်ချေနှိုးမှုဆိုတဲ့ရည်ရွယ်ချက်နဲ့လုံနေတယ်လို့ကျွန်တော်တို့အဲ့လိုမြင်တယ်လေအဲ့လိုလုံနေတယ်ဆိုလို့ရှိရင်တော့ဆောင်းပြောလို့သမ္မတဦးသိန်းစိန်ရဲ့တကယ်ပြုပြင်ပြောင်းလဲရေးဆိုတဲ့ဟာကကျွန်တော်တို့အနေနဲ့ကံတရားဖြစ်เสียအကြောင်းရှိလာတယ်ယုံကြည်ဖို့အတွက်ခက်ခဲလာတယ်အပြစ်မဲ့တဲ့အရက်သားတွေကိုပြစ်မှတ်ဖြစ်ထားပြီးတော့မှလုံနေကြနေတယ်ဒါတွေကိုသမ္မတကြီးကလည်းမတားနိုင်ဘူးသမ္မတကြီးပြောတဲ့စကားကိုတပ်မတော်ကနာခံလားသမ္မတကြီးကိုယ်တိုင်ကဒီတပ်မတော်ရဲ့မဟာဗျူဟာထဲမှာတစ်စိတ်တစ်ပိုင်းအနေနဲ့ကလေးဒီအနောက်နိုင်ငံစီကနေအကူအညီရဖို့အတွက်ဆိုတဲ့သဘောမျိုးနဲ့ပါဝင်ကပြအသုံးတော်ခံနေတာလားဆိုတဲ့ဟာတွေကကျွန်တော်တို့ဘေးမှာကြည့်နေတဲ့လူတွေတန်တရားတွေဖြစ်လာကြအကြောင်းရှိတယ်။သမ္မတကြီးကိုယ်တိုင်ကဒီသူတို့ရဲ့မဟာဗျူဟာထဲမှာတစိမ့်တွေစဝင်ပြီးတော့နိုင်ငံတကာနဲ့ပြည်လည်အောင်ကပြနေတာလားတဲ့အဲ့လိုတိုင်းသားတချို့ကမေးတယ်။ဝေးမောက်ကပဲလို့ယူဆလဲ။ကျွန်တော်အနေနဲ့ယူဆတော့အဲ့လိုမဟုတ်ပါဘူးခင်ဗျ။တိုင်းသားတွေနဲ့ကိစ္စအနှစ်ပေါင်းများစွာကြာပြီးတယောက်နဲ့တယောက်ဆွေးနွေးကြတဲ့ကိစ္စဒီပေါင်းများစွာတတိတဲလာတဲ့ကိစ္စကြီးကအခုချက်ချင်းဖြစ်ရှင်းတဲ့အခါမှာဒါတန်မြာလေးတွေကတော့ဒါထုံးစံရှိနေပါပဲဒါမှမဟုတ်တကယ်ကိုသဘောထားအမှန်နဲ့လုပ်တယ်မလုပ်ဘူးဆိုတာကိုလက်တွေ့အခြေအနေတွေကစောင့်ကြည့်ပြီးတော့ဒါဆုံးဖြတ်ဖို့လိုပါမယ်ဒါအပြင်ကျွန်တော်တို့ကဒီငញ្ញမ်းရေးကိုဆောက်တဲ့အခါမှာချက်ချင်းလက်ငင်းကြီးဝန်တန်ရော့ပြမြရော့နကဆိုတာတဲ့ဒီဟာရေးရှိတည်ရအောင်ကျွန်တော်တို့ကဆောင်ရွက်သွားမယ်ဆိုရင်သပွဲဝိုင်းမှာခုနပြောလို့ပေါ့နိုင်ငံရေးသပွဲဝိုင်းမှာနိုင်ငံရေးအရာဆွေးနွေးမယ်ဆိုရင်ဒါများကြရလည်းမရှိဘူးဒါအပြင်ကျွန်တော်တို့မြင်တာကတော့သမ္မတကြီးအနေနဲ့ဟာဒါကိုခုခံကာကွယ်ရေးခွင့်ရှိတယ်ဆိုတာကဒါတကယ်တော့ပေါ်ကြီးနဲ့ကျွန်တော်တို့ကအကျော်လုပ်တယ်ဆိုတဲ့သဘောမျိုးကပြောသွားတာဟာလည်းပဲဒါတန်ရပါပဲကျွန်တော်တို့ဒီသမ္မတရဲ့စိတ်သက်စိတ်ရင်းမှာတော့ဒါမျိုးမရှိပါဘူးသမ္မတကြီးကတကယ်ကိုဖြည်းဖြည်းစီစဉ်နဲ့တကယ်ကိုနိုင်ငံရဲ့ငြိမ်းချမ်းရေးလိုချင်လို့နိုင်ငံရဲ့ငြိမ်းချမ်းရေးရမှာလည်းပဲတနိုင်ငံလုံးဟာတိုးတက်သွားမယ်တိုင်းရင်းသားစီလုံးညီညွတ်မှုလည်းရမယ်နိုင်ငံရဲ့တိုးတက်ရေးမှာနိုင်ငံရေးစီးပွားရေးနော်နှစ်ဖက်လုံးမှာပြောင်းလဲလာမယ်ဒါကိုလည်းသမ္မတကြီးကဒါပုံမှန်နဲ့ပြောပြီးတော့ဒါခံယူထားပြီးသားတိုင်းသားများလိုအပ်တယ်လို့တာရူများဖြည့်ရေးဆိုတာလည်းပဲဒါဆွေးနွေးနေပါတယ်နှစ်50လောက်ကိစ္စနှစ်လောက်တည်းဆွေးနွေးတဲ့အခါမှာခုနပြောတဲ့ကျွန်တော်တို့အထင်မြင်လွဲမှားမှုတန်ရာရှိမှုဒါလေးတွေကဖြစ်နိုင်ပါတယ်တန်ရာရှိမှုလေးတွေကိုဇဝဲပေါ်မှာဆွေးနွေးမယ်ဆိုရင်ဒါသမ္မတကြီးအနေနဲ့ဒါဘာမှလက်မခံနိုင်ကြရမရှိလို့သမ္မတကြီးအနေနဲ့ကတော့ရိုးရိုးစင်းစင်းနဲ့ဒါဒီနေ့ဆောင်ရွက်နေတဲ့သဘောဖြစ်တယ်ဆိုတော့ကျွန်တော်အမြင်ကတော့အဲ့လိုပဲထင်ပါတယ်နိုင်ငံတကာပြောနေတာလူခွေချိုးဖောက်တယ်တို့ဒီမွတ်စလင်တွေကိုဖိနှိပ်တပ်ဖြတ်တယ်တို့အဲ့လိုဟာတွေလည်းပါနေတယ်လေပြည်တွင်းမှာဖြည့်ရှင်းနေတဲ့ကော်မရှင်တွေလုပ်နေတယ်ဆိုမဲ့လို့နိုင်ငံတကာလက်ခံနိုင်တဲ့အဆင့်ထိဘာကြောင့်မရောက်သေးတာလဲဝေးမောက်ကျွန်တော်တို့နိုင်ငံအနေနဲ့ကသတင်းမီဒီယာကိုကျွန်တော်တို့ကမဝန်ဆနိုင်နေတဲ့အနေအထားဖြစ်နေတယ်နိုင်ငံတကာရဲ့သတင်းတွေအစိုးရအနေနဲ့ကျွန်တော်တို့တစ်ချက်ကိုကောင်းလာမှလာလုပ်တယ်သူတို့လည်းပဲသတင်းမီဒီယာတွေမှာ
ကျွန်တော်တို့ကဒီဘက်မှာကောင်းတာလောက်တာအဖြူလောက်တယ်ဆိုဟိုဘက်မှာတစ်ခါလေကြတော့လည်းပဲအထင်မြင်လွဲမှားပြီးတော့အမဲဆိုတာမျိုးပေါ်ပြတာလည်းတွေ့နေရတယ်နိုင်ငံတကာလာပြီးတော့ဝင်းမြန်နိုင်တယ်ပြောဆိုနိုင်တယ်ဒီနေ့ပုံမှန်လင်းလင်းပဲမီဒီယာပိုင်းမှာဆိုရင်လည်းပုံမှန်လင်းလင်းလောက်ကိုင်းနိုင်တယ်ဒီနေ့လောက်အတွင်းမှာချက်ချင်းပြောင်းလဲလာတာဆိုတာဖြစ်တဲ့အတွက်တချို့နေရာတွေမှာတော့နိုင်ငံတကာရဲ့လုပ်ပုံကိုင်းနေတွေကိုမကျွမ်းကျင်တဲ့အတွက်ဒါမျိုးလေးတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်ကောင်းတဲ့ဘက်ကိုဥတီပြီးတော့ကောင်းတဲ့အခွင့်အလမ်းတွေဒီမိုကရေစီဖွံ့ဖြိုးဖို့စီးပွားရေးလည်းဖွံ့ဖြိုးရမယ်ဆိုတဲ့ရည်ရွယ်ချက်တွေကတော်တော်လေးဥတီနေပြီအဲ့တော့သူတို့ဟို icon of reform လို့ခေါ်ရင်ရောအဲ့ဒါဟိုလွန်တယ်လို့ပြောလို့ရပါမလားဥခွန်စာတန်တရားဖြစ်တယ်ဆိုတာကဒီအလကားဖြစ်တာမဟုတ်ဘူးနိုင်ငံတကာရေးတဲ့နော်ဟိုဒီ report တွေနော်အစီရင်ခံစာတွေသတင်းတွေကိုကြည့်ပြီးတော့မှကျွန်တော်တို့တွေကသုံးသပ်တာမဟုတ်ဘူးသူတို့ရဲ့သတင်းတွေ report တွေလည်းကျွန်တော်တစ်ဖက်ကကြည့်တယ်တစ်ဖက်ကလည်းကျွန်တော်တို့ဒီတွင်းမှာတကယ်ဖြစ်ပျက်နေတဲ့ data တွေမှာကျွန်တော်တို့ကိုယ်တိုင်သွားတယ်စစ်သားအချင်းတိုက်တာမဟုတ်တော့ဘဲနဲ့ပြစ်မဲ့တဲ့အကြက်သားတွေက target ထားပြီးတော့မှတမင်တက်လုတ်တယ်ကြိုင်တယ်ဆိုတဲ့ဟာကိုကျွန်တော်ကိုယ်တိုင်မြင်လာခဲ့ရတွေ့လာခဲ့ရတယ်လေအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကတန်တရားဖြစ်တယ်ဆိုတာအဲ့လိုပြောတာပါအဲ့ဒါကြတော့အဲ့ဒါတွေကဘယ်သူမှတာဝန်ရှိရဲဆိုအစိုးရမှာတာဝန်ရှိတယ်တမန်တော်ကြီးဦးသိန်းစိန်မှာတာဝန်ရှိတယ်ဒါတွေကိုပြုပြင်ပြောင်းလဲမှုမလုပ်ဘဲနဲ့ဖြစ်နေတဲ့အတိုင်းဆက်ဖြစ်နေရဲဆိုတဲ့အခါကျတော့ကျွန်တော်အနေနဲ့တော့တမန်တော်ကြီးဦးသိန်းစိန်ပေါ်မှာ2008ဖွဲ့စည်းဖို့အခြေခံဥပဒေမှာပါတဲ့စတုထပမာနိုင်ငံတော်ဒီဆောက်ရေးဆိုတဲ့ဟာကိုရောက်အောင်ချီတက်တဲ့လမ်းစဉ်မှာသူကတစ်စိတ်တစ်ပိုင်းအနေနဲ့သူကြရအခန်းကဏ္ဍနဲ့ပါဝင်ကပြအသုံးခံနေတယ်လို့ကျွန်တော်တို့အဲ့လိုမြင်တာဖြစ်ပါတယ်ဖွင့်ပေးတယ်ဆိုပြီးမှနောက်ကပြန်ပိတ်တယ်ဆိုလို့ရှိရင်တော့ဒါအလကားပဲလေဒါကတော့နိုင်ငံတကာကိုလိမ်လည်လှည့်စားတယ်ဆိုတဲ့ပုံစံမျိုးပဲဖြစ်သွားမှာပေါ့အဲ့တော့ဝိမောက်ကောဒါဟာနိုင်ငံတကာကိုလှည့်စားဖို့လုပ်တယ်ဆိုရင်ရောဒီလက်ခံနိုင်မှာမလားတမတ်တဲ့ဟာတကယ်နိုင်ငံမှာသူတကယ်ကိုဟိုအကြီးဆုံးတော့ကျွန်တော်တို့ပုဂ္ဂိုလ်ပါတမတ်အနေနဲ့ကတော့ရိုးစင်စင်နဲ့ရှေ့ကလှုပ်သွားတယ်လုတ်သွားတဲ့အချိန်မှာနောက်ကလည်းပဲလိုက်အကောင့်ထဲပေါ်နေတယ်အဲ့လိုအကောင့်ထဲပေါ်တဲ့အခါမှာတချို့ကိစ္စလေးတွေမှာတော့လွဲမှားကောင်းလွဲမှားနိုင်ပါတယ်လွဲမှားတာလေးတွေရှိကောင်းရှိနိုင်ပါတယ်ဒီနိုင်ငံတော်တုတည့်ရေးအတွက်ဒီနိုင်ငံရေးပြည်ပြင်ပြောင်းလဲမှုကောင်းရမယ်ဒီဝါရေးပြည်ပြင်မှုတွေကောင်းရမယ်လူခွင့်ရေးချုပ်ပေါက်တာတွေကိုကာကွယ်နိုင်ရမယ်သမရအနေနဲ့ကဥတည်ပြီးတော့ရှိရဆောင်ရွက်နေပါတယ်အဲ့လိုဆောင်ရွက်တာမှာဒါကတော့အမှားဆိုတာတော့အနည်းနဲ့အများတော့တစ်ခါလီတော့လည်းအနည်းပါနိုင်တာပေါ့လေသမရဦးသိန်းစိန်ကို icon of reform လို့သတ်မှတ်မှုအပေါ်မှာသဘောထားအမျိုးမျိုးထွက်ပေါ်နေတဲ့အကြောင်းမြန်မာရေးကမ္ဘာ့ရန်နေစီစဉ်တင်ဆက်လိုက်ပါတယ်